စောင်းလဲအဲ့တိုင်းပဲ theory ကိုမမေ့နဲ့မပြောလဲအကွက်တိုင်းပဲစောင်းလဲ तू ကဒီလိုပဲသွားမှာလीဟုတ်တယ်မလားအဲ့စောင်းမှာလဲဆိုမှပဲဒီလိုကြီးသွားလို့မရတာအဲ့လိုလျှောက်သွားလို့မရဒါဆိုဒိုကြီးဖြစ်ကုန်ပါလीအဲ့လိုမဟုတ်လူတဲ့ပဲသွားဘာမှမစဉ်းစားနဲ့နော်ဒီကအောက်ဆိုရင်ဗာလဲဒီကအပေါ်ဒီကအပေါ်ဆိုရင်ဒီကအောက်ဒီဘက်မှာစန့်ကျင်ဘက်ပဲဆွဲမယ်အောက်ဆိုတော့အပေါ်အဲ့ချိန်မှာအဆက်လေးရဲ့အလဲကဖောက်ဆွဲတာမဟုတ်ဘူးနော်အဲ့တော့အဆက်လေးရဲ့အပေါ်ဆိုရင်အပေါ်အောက်ဆိုရင်အောက်ဆွဲတဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုမြင်းကြောင်ကသူ့လားမသူ့နော်ဟုတ်လားအဲ့လိုမျိုးသူ့ပေါ်ဆိုရင်သူကအောက်ဒီမှာအပေါ်အဲ့ဒီမှာပိတ်တော့မယ်ငါတို့ကဒီတိုင်းထားလို့မှမရတာအဲ့ဒါငါတို့ကပိတ်မှာနော်ပိတ်မယ်ဆိုရင်ဘာမှမစဉ်းစားနဲ့ကြိုက်တဲ့နေရာစပိတ်သူလည်းဘာလုပ်မလဲအပြင်မှာပဲပိတ်ရမှာကားငယ်ဒါပဲဒီမှာလေငါတစ်ပါစားကားလေဒါပဲတော့မနော်အဲ့ချိန်မှာညီမလေးတို့တခုသိရမှာဗာလဲဆိုတော့အမအဆက်တော့ရှိတယ် तू ကအောက်မလား तू ကအပေါ်ဆိုတော့ဒီလိုကြီးရိုင်းသွားထားတယ်နောက်တစ်ခုလဲကြာအပေါ်ဒီလောက်လေးပဲသွားတယ်အဲ့ဆိုလဲအကွက်တွေကမညီနိုင်တော့အပေါ်ဆိုတော့ဘာလုပ်မလဲအောက်ပေါ့မရှိလေရှင်အဲ့လိုလေးပဲမှန်းလိုက်တာပေါ့မှန်းလောက်ကိုလောက်ရမှာအဲ့ဒါမလောက်လို့မရဒီဘက်ကပေးနေတယ်ဒီမှာအပေါ်ဆိုတော့အောက်မှန်မှာအဲ့လိုမျိုးမှဧည့်သည်လည်းမလာမှာအောက်ဆိုတော့ဒီမှာအပေါ်တေးသေးလေးထည့်အောင်ထည့်ရမယ်မလေးကခိုင်းကြဒီတေးသေးလေးကိုမထည့်တော့ဘူးမလိုပါဘူးလို့ပြောတာအမှန်တော့အဲ့တေးသေးလေးမထည့်လို့မှားတာငင်းညောင်းတစ်ဝက်ဒီလိုငင်းညောင်းရဲ့တစ်ဝက်ကိုပြောတာနော်သဘောပေါက်လားဟုတ်ဒီချာကြည့်မယ်နော်အဲ့ဒါမှားတတ်တယ်နော်ပြီးရင်မှလွယ်ကူကူတောင် M လို့ခေါ်လိုက်မယ်ဒါပေမဲ့စီးမြင့်တစ်ခုရှိတယ်ဒီမှာကကြတော့တစ်ဝက်ဒီမှာတစ်ဝက်မှန်တယ်နော်ဒီမှာကြဒီတောင်းလာပြီဒီနှစ်ခုကကြိုက်တာဆွဲလို့ပြောတာအဲ့နှစ်ခုအဲ့လိုမျိုးဆွဲခိုင်းတာပေါ့နော်အဲ့ဒါဒီမှာပြန်ထုတ်မယ်ဒါအရင်ကတ်သွားပြီနော်ဒီမှာပြန်ထုတ်မယ်ဒီမှာထုတ်ရမှာဟုတ်တယ်ဒီက M ကတောင်လေးတွေကမှန်တယ်သူကမှန်တယ်ဒီမှာသူစောင်းနေတာသလားစောင်းညီမလေးရောမှာညီမလေးပဲရတယ်ဟုတ်ပါဘူးဒါလားညီမလေးကဒီကမှန်တယ်ဒီမှာစောင်းနေတာဒါလေးတွေကဒီနေ့တင်ပေးဖြစ်တဲ့အခြေခံညီမလေးတို့တင်ပေးဖြစ်တဲ့ဟာပေါ့နော်အကွက်ကလေးဖြစ်ပါတယ်ဒါကရေစီးအခြေခံလေးကိုတင်ပေးနေနေပါနော်ဒါဗီဒီယိုလေးရိုက်လိုက်တာပါဒါကအကွက်အမျိုးမျိုးပေါ့နော်ဒီလိုပတ်တန်အကွက်ကလေးတွေလည်းဧည့်သည်လာလို့ရှိရင်ဘယ်လိုလေးဆွဲရမလဲဆိုတာသိရအောင်ဆိုပြီးတော့စာတွေ့လက်တွေ့ပေါ့နော်စာအုပ်မှာအရင်ဆွဲပြပြီးတော့မှဒါလေးဆွဲပြပေးဖြစ်တာဖြစ်ပါတယ်ရှင်ကဲပြီးတော့ရင်တော့ဓာတ်ပုံလေးရိုက်မယ်နော်